ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Allorio ပို့ချက်နေကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇလန်းကောင်းလေးတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ကျမရဲ့ channel လေးကနေဒီနေ့မှာတော့စာရေးသူမင်းရေးချင်ရဲ့လောကလွန်ဇလန်းကျွဲရမှာငရဲခွေးများဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီဇလန်းလေးမစတင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မာစတာကြီးကညအမောင်ကျထဲမှာအရှင်ပြင်းပြင်းမောင်းနေတယ်။ကားရှိခံမှာရဲရကားမောင်းနေပြီးထက်မြက်ကဘေးရလိုက်ပါလာတယ်။နှစ်ယောက်လုံးဘာစကားမှမပြောကြဘူး။ရဲမျက်နှာကတင်းငိမ့်နေပေမဲ့လည်းလက်ချောင်းတွေကကားစတီယာရင်ကိုတင်းတင်းဆုပ်ကင်ထားတယ်။သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့နာရီ30သာလိုတော့တယ်။ရုတ်တရက်ရဲကမျက်စိရှိရမြင်ကွင်းကြောင့်ကားဘရိတ်ကိုရုတ်တရက်နင်းချလိုက်တယ်။ကားကြီးကလမ်းမလေးမှာရှက်တန့်သွားတယ်။ကိုရဲ့ဘာဖြစ်လို့လဲ။ထက်မြက်ကအလန့်တကြားမိတယ်။မင်းမမြင်ဘူးလား။ရင်းရကားရှိမှန်တဆင့်လမ်းမပေါ်လက်ညှိုးထိုးပြတယ်။လမ်းပေါ်မှာလူတယောက်မှမရှိဘူး။ဘာမှမရှိပါဘူးကိုရဲ့။ဟုတ်မှလေမျက်နှာကြီးတွေကပုတ်တိုးနေတာနတ်ဆိုးတွေကြီးပဲ။ရင်းရမျက်လုံးကိုလက်နဲ့ပုတ်တက်လိုက်တယ်။သူမြင်နေရတဲ့လမ်းတော်လမ်းလာတွေရဲ့မျက်နှာတွေကလူမျက်နှာတွေမဟုတ်တော့သွေးတန်ရဲရဲနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့နတ်ဆိုးမျက်နှာတွေဖြစ်နေတယ်။ခမထင်အောင်ထင်မှဖြစ်နေတာပါ။ထက်မြက်ကအတန်တုံတုံနဲ့ပြောတယ်။ငါထင်အောင်ထင်မှဖြစ်နေတာမဟုတ်ဘူးထက်မြက်။အနောက်ခန်းကနေအတန်တန်ထွက်ပေါ်လာတယ်။မိကကားနောက်ခန်းမှာရုတ်တရက်ရောက်နေတယ်။မင်းထက်မြက်ကလှည့်ကြည့်တယ်။မင်းဘယ်ကရောက်လာလဲ။ငရဲတကားဝရောက်ခါနေရင်လူတွေကနတ်ဆိုးရဲ့အစစ်မှန်ရုပ်သွင်းကိုမြင်လာရတတ်တယ်။မေရရှင်းကိုကြည့်ပြီးပြောတယ်။ရှင်းရင်ခမည်းမအချိန်မရှိတော့ဘူး။ငါသိတယ်။ရှင်းရတပ်ပြင်းချလိုက်တယ်။ကျွန်တော်တို့ဒေါ်မောင်ရှာတွေးမှဖြစ်မယ်။ထက်မြက်ကမေကိုကြည့်တယ်။မင်းတူတီနီယာကိုသိလား။မေရကောင်းနေတယ်။သူအခုအမေရိကန်တန်ရာရှိရဲ့အိမ်မှာရှိနေတယ်။ကလေးမလေးတယောက်ကိုပူးကတ်ထားတာ။သူကခမည်းလာခုံပဲငရဲခွေးတွေကိုထိန်းချုပ်ထားတဲ့သူပဲသူ့ကိုတတ်နိုင်စာချုပ်ပြက်ကောင်ပြက်နိုင်တယ်ဒါဆိုဘာစောင့်နေရလဲသွားကြမယ်ရင်းရကားဆက်ကိုပြန်နှိုးလိုက်တယ်နေအောင်မေးရတားလိုက်တယ်ကျောင်းမောင်တက်ဖို့တာမန်လက်နက်တွေတုံးလို့မရဘူးကျမစီမှာတမြောင်တစ်ချောင်းရှိတယ်အဲ့ဒီကြားထဲမှာနတ်ဆိုးတွေကိုတက်လို့ရမှာမေကသူမရဲ့အင်ဂျီအိတ်ခတ်ထဲကရှေးရောက်တမြောင်တစ်ချောင်းထုတ်ပြတယ်ဒီတောက်ကိုသုံးဖို့ဆိုရင်ကျမတို့တေချာအစီအစဉ်ဆွဲရမယ်။အိမ်ကြီးကကြီးမားခမ်းနားပြီးခြံဝင်းကျဲကြီးထဲမှာတည်ရှိတယ်။အိမ်ရဲ့ပြင်ဘက်မှာလုံခြုံရေးအဆောက်တွေမရှိပေမဲ့လေအိမ်ထဲမှာနတ်ဆိုးတွေအပြည့်ရှိနေကြောင်းသူတို့သိတယ်။ရဲရင်ထက်မြက်နဲ့မေတို့၃ယောက်အိမ်နောက်ဘေးခြံစည်းရုပ်ကိုကြော်ဝင်လာကြတယ်။အိမ်ထဲမှာအကောင်ဘယ်နှကောင်လောက်ရှိလဲ။ထက်မြက်ကတူတူလေးမိတယ်10ကောင်လောက်တော့ရှိမယ်မေရဖြေတယ်ကျမရှိရနေသွားမယ်ခမားတို့ကနောက်ကနေလိုက်ခဲ့မေရလက်ထဲမှာတမြောင်ကင်ထားတယ်ရဲင်းနဲ့တမြက်ကစားကြည့်စံတွေထည့်ထားတဲ့တနက်တွေကိုအသင်းပြင်ထားကြတယ်သူတို့မီးဖို့ကြောင်ပေါက်ကတဆင့်အိမ်ထဲကိုဝင်လာကြတယ်အိမ်ထဲမှာတိတ်ဆိတ်နေတယ်အိမ်ခန်းထဲကိုရောက်တဲ့အခါဆိုဖာပေါ်မှာထိုင်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်ဒီအမျိုးသားလှည့်ကြည့်လာတယ်သူ့ရဲ့မျက်လုံးတွေကမင်းနဲ့နေတယ်။နတ်ဆိုးကမတ်တက်ရက်ပြီးသူတို့စီပြေးဝင်လာတယ်။မေရလျက်စီးလိုက်တယ်လို့လှုပ်ရှားလိုက်ပြီးနတ်ဆိုးရဲ့ရှင်ဘက်ကိုတမြောင်နဲ့ထိုးစားလိုက်တယ်။နတ်ဆိုးရဲ့ခန္ဓာကိုယ်အတွင်းကနေလေးလက်တဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးကျမ်းပြေပေါ်ခွေလေးလဲကျသွားတယ်။သွားမယ်။သူတို့အပေါ်ထက်ကိုတက်လာကြတယ်။အပေါ်ထက်စင်းကြံလမ်းမှာနောက်ထပ်နတ်ဆိုးနှစ်ကောင်တွေ့ရတယ်။ရင်းရစားကြည့်စံနဲ့ပြစ်လိုက်တော့နတ်ဆိုးတွေနောက်လန်သွားတယ်။ဒီခိုက်တက်မှာမေရဝင်ရောက်ပြီးဓာတ်နဲ့ထိုးတက်လိုက်တယ်။ကျော်မဘေးခန်းမှာလေရှင်းရမေးတယ်။ဟိုဘက်အစွန်ဆုံးအခန်းမေရလက်ညှိုးထိုးပြတယ်။သူတို့၃ယောက်အစွန်ဆုံးအခန်းစီကိုရှောက်လာကြတယ်။အခန်းတကားမှာပိတ်ထားတယ်။အစင်သစ်ဖြစ်ပြီလား။ရှင်းရထက်မြက်နဲ့မေကိုကြည့်တယ်။သူတို့ခေါင်းညှိလိုက်ကြတယ်။ရှင်းရအခန်းတကားကိုတွန်းဖွင့်လိုက်တယ်။အခန်းထဲမှာ
ချစ်စရာကောင်းတဲ့ကလေးမလေးတယောက်ကတင်ပေါ်မှာထိုင်နေတယ်။သူမကကောင်းဝင်အဖြူလေးကိုဝစ်ဆင်ထားပြီးလက်ထဲမှာအယုတ်တရုတ်ကိုကင်ထားတယ်။သူမကောင်းမောကြည့်လာတယ်။သူမရဲ့မျက်လုံးတွေကမျက်ဖြူလုံးဝမရှိပဲအဖြူရောင်ဖြစ်နေတယ်။ကြိုးစိုးပါတယ်။ဒေါ်မာပြုံးရင်နှုတ်ဆက်လိုက်တယ်။ဒေါ်မာကကလေးမလေးကျော်ရဲ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်ပူးကပ်ထားပေမဲ့လည်းသူမရဲ့လှုပ်ရှားမှုနဲ့အမှုရာတွေကကလေးတယောက်နဲ့လုံးဝမတူ။သူမရဲ့မျက်ဖြူမရှိတဲ့မျက်လုံးကြီးတွေကရဲရင်တို့ကိုစူးစိုက်ကြည့်နေတယ်။မင်းတို့ရောက်လာလိမ့်မယ်လို့ငါသိပြီးသားပါ။ဒေါ်မာပြုံးရင်းပြောလိုက်တယ်။သူမရဲ့အတန်ကကလေးအတန်လေးဖြစ်နေပေမဲ့လည်းအတန်ဒီအတန်ထားကရဲစက်မှုတွေပြည့်နေတယ်။ငါတို့ကမင်းကိုတတ်ဖို့လာတာ။ထက်မြက်ကဒေါသတကြီးနဲ့ရှေ့ကိုခြေတလန်းတိုးလိုက်တယ်။ဒေါ်မာကလက်ကိုပုတ်ပုတ်ပပလေးဝှေ့ရမ်းလိုက်တယ်။ထက်မြက်ကမမြင်ရတဲ့အားတစ်ခုကြောင့်လေထဲကိုလွင့်ဆင်သွားပြီးနေရန်နဲ့ပြင်းထန်စွာစောင့်မိသွားတယ်။ထက်မြက်ရင်းရထက်မြက်စီကိုပြေးသွားဖို့ပြင်လိုက်ပေမဲ့လည်းသူကိုယ်တိုင်လည်းနေရာမှာအေးခဲသွားသလိုဖြစ်သွားတယ်။သူရဲ့ခြေထောက်တွေကကျန်းပြင်းနဲ့ကပ်နေပြီးလှုပ်ရှားလို့မရတော့ဘူး။မိကသူမရဲ့တမျှကိုကြစ်ကြစ်ပါအောင်စောက်ကင်ထားပြီးဒေါ်မာစီကိုပြေးဝင်သွားတယ်။ဒါပေမဲ့ဒေါ်မာကမျက်စောင်းတစ်ချက်ထိုးလိုက်ရှုံနဲ့မိကလည်းနေရာမှာကတ်သွားကအသက်ရှူကျလာတယ်။မင်းတို့ကတိတ်ရည်စရာကောင်းတာပဲ။ဒေါ်မာကကတင်ပေါ်ကဆင်းလာပြီးရဲရင်စီကိုဖြည်းဖြည်းချင်းရှောက်လာတယ်။ရဲရင်မင်းရဲ့အချိန်ကကုန်သွားပြီ။မင်းကိုမင်းကဲတင်နိုင်ဖို့ဘာတစ်ခုမှမရှိတော့ဘူး။ရဲရင်ကဒေါသတကြီးနဲ့ရုန်းကန်နေပေမဲ့လည်းမရဘူး။ငါ့ကိုတတ်လိုက်။ဒါပေမဲ့ငါညီကိုတော့လွတ်ပေးပါ။ရဲရင်ကအန်ကျိတ်ပြီးပြောလိုက်တယ်။အိုးမပူပါနဲ့ထက်မြက်ကိုငါမတတ်ပါဘူး။သူကငါတို့အတွက်အများကြီးအသုံးဝင်သေးတယ်။ဒေါ်မာထက်မြက်ကိုကြည့်ပြီးပြုံးလိုက်တယ်။ဒါပေမဲ့မင်းကတော့တော့ရတော့မယ်။ဒေါ်မာကနေရန်ကနာရီကိုကြည့်လိုက်တယ်။အချိန်က17:59 မိနစ်။အဝေးစီကနေခွေးရောင်တန်းတွေကိုကြားလိုက်ရတယ်။တာမန်ခွေးရောင်တန်းတွေမဟုတ်ပဲမြေကြီးတွေကနေထွက်ပေါ်လာသလိုလက်ရှိုင်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့အတန်ကြီးတွေဖြစ်တယ်။ရဲရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေပေါ်လာတယ်။ငရဲခွေးတွေသူတို့ရောက်လာပြီ။ကိုရဲ့ထက်မြက်ကနေရန်ကနေအော်ဟစ်လိုက်တယ်။သူရုန်းကန်နေပေမဲ့လည်းမရဘူး။နာယီတန်ကည12 နာရီတိတိ။နာယီတန်ကြီးထွက်ပေါ်လာတာနဲ့တပြိုင်နက်အခန်းတကားကြီးကအလိုလျောက်ပွင့်သွားတယ်။အပြင်ဘက်စင်းကြလမ်းမှာဘာမှမရှိပေမဲ့လည်းရဲရဲ့မျက်လုံးထဲမှာတော့ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကိုမြင်နေရတယ်။ကြီးမားလာတဲ့မီးတောက်တွေထွက်နေတဲ့မျက်လုံးတွေနဲ့တရေတွေကျနေတဲ့အမဲရောင်ခွေးကြီး3 ကောင်သူတို့ကရဲရုံစိုက်ကြည့်နေကြတယ်။မလုံနဲ့ထက်မြက်ကအော်ဟစ်လိုက်တယ်။ဒေါ်မာကပြုံးလိုက်ပြီးလက်ကိုမြောက်လိုက်တယ်။တောကြစမ်းခွေးကြီးတွေကဟင်းဟောက်တန်ကြီးတွေနဲ့အတူရဲရင်စီကိုပြေးဝင်လာကြတယ်။ရဲရင်ကမျက်လုံးကိုမိတ်လိုက်တယ်။သူဘာမှမလုပ်နိုင်တော့ဘူး။ရဲရင်ကကျမ်းပြင်ပေါ်လဲကျသွားတယ်။မမြင်ရတဲ့အဆွဲကြီးတွေကသူ့ရဲ့ခန္ဓာကိုယ်ကိုကိုက်ပြတ်နေကြတယ်။ရဲရင်ရဲ့အင်ကြီးပေါ်မှာသွေးတွေစွန်းထန်းလာပြီးအခန်းထဲမှာသူ့ရဲ့နာကျင်စွာအော်ဟစ်တန်တွေနဲ့ပြည့်နေသွားတယ်။ကိုရဲ့မလုပ်ပါနဲ့ကိုရဲ့ထက်မြက်ရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျလာတယ်။သူကအကိုဖြစ်သူကိုရဲရဲဆက်ဆက်တက်ပြတ်ခံနေရတာကိုမျက်မြင်ကိုယ်တွေမြင်နေရပေမဲ့လည်းဘာတစ်ခုမှမလုပ်ပေးနိုင်ဘူး။ရဲရဲ့အော်ဟစ်တန်တွေတပြေးပြေးတိုးဝင်သွားပြီးနောက်ဆုံးမှာလုံးဝတိတ်ဆိတ်သွားတယ်။ခန္ဓာကိုယ်ကသွေးရိုင်ထဲမှာငြိမ်သက်သွားတယ်။ထက်မြက်ရဲ့ခန္ဓာကိုယ်ကိုဖမ်းချုပ်ထားတဲ့အားကြီးကလည်းရုတ်တရက်ပျောက်ကွယ်သွားတယ်။သူကျမ်းပြင်ပေါ်ပြုတ်ကျသွားတယ်။ဒေါ်မာကရဲရဲ့အလောင်းကြည့်ပြီးကျင်းနဲ့စွာပြုံးလိုက်တယ်။ပြီးနောက်ထက်မြက်စီကိုလှည့်လာတယ်။ကဲအခုမင်းအလှည့်ပဲထက်မြက်ဒေါ်မာကလက်ကိုမြောက်လိုက်ပြီးသူမရဲ့အဖြူရောင်အလင်းတန်းကြီးကိုထက်မြက်စီကိုပြစ်လွတ်လိုက်တယ်။အလင်းတန်းကြီးကထက်မြက်ရဲ့ခန္ဓာကိုထိမှန်သွားတယ်။ဒါပေမဲ့ထက်မြက်ကလဲကြောင်မသွားဘူး။သူကအလင်းတန်းကြီးထဲမှာမတ်တက်ရက်နေတယ်။ဒေါ်မာရဲ့မျက်နှာမှာအံ့ဩမှုတွေပေါ်လာတယ်။ဒါမဖြစ်နိုင်ဘူး
ထက်မြက်ကသူ့ရဲ့လက်ကိုမြှောက်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေမှာကြောသားတွေနာကျင်မှုတွေနဲ့ပြည့်နေတယ်။သူကမေးရဲ့လက်ထဲကလွတ်ကျသွားတဲ့ဓမြောင်ကိုကောက်ယူလိုက်တယ်။မင်းငါအကိုတတ်လိုက်တယ်။ထက်မြက်ကဒေါ်မာစီကိုတဖြည်းဖြည်းရှောက်လာတယ်။ဒေါ်မာကနောက်ကိုခြေတလန်းဆုပ်လိုက်မိတယ်။ထက်မြက်ရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုတွေးလိုက်ရတဲ့ဒေါ်မာကထိတ်လန့်သွားပြီးကလေးမလေးရဲ့ခန္ဓာကိုယ်ထဲကနေထွက်ပြေးသွားတယ်။ထက်မြက်ကရဲရဲ့အလောင်းကိုပွေဖက်ကငိုကြွေးနေတယ်။တစ်ချိန်တည်းမှာပဲရဲရဲ့အသက်ဝိညာဉ်ကငရဲပြည်ကိုရောက်ရှိသွားပြီးနာကျင်မှုတွေနဲ့အတူအော်ဟစ်နေတယ်။ထက်မြက်ရဲ့လက်ထဲကဓမြောင်ကအခန်းထဲရှိအလင်းရောင်အောက်မှာတလက်လက်တောက်ပနေတယ်။မင်းဒေါ်မာရဲ့ကလေးတန်လေးကကြုံရင်သွားတယ်။သူမကထက်မြက်ရဲ့မျက်လုံးတွေထဲကလူသက်လူတဲ့အရေးရောင်တွေကိုတွေ့မြင်လိုက်ရတယ်။သူမရဲ့စွမ်းအင်တွေကထက်မြက်အပေါ်မှာလုံးဝသက်ရောက်မှုမရှိတော့ဘူး။မင်းဟာဘာကောင်လဲ။ဒေါ်မာကနောက်ကိုခြေလန်းဆုံရင်မိတယ်။ငါစွမ်းအင်တွေကမင်းကိုဘာလို့မထိတာလဲ။အတားကိုခမ ्या ကိုယ်တိုင်ပဲငရဲပြည်မှာသွားမိလိုက်တော့ထက်မြက်ကတံမြောင်ကိုမြောက်လိုက်ပြီးဒေါ်မာစီကိုပြေးဝင်သွားတယ်။ဒေါ်မာကအလွန်လင်းမြန်စွာလှုပ်ရှားလိုက်ပြီးဘေးကိုရှောင်တင်းလိုက်တယ်။ထက်မြက်ရဲ့ဓာတ်ချက်ကလေထဲမှာသာဝဲသွားတယ်။ဒါပေမဲ့ထက်မြက်ကလည်းချက်ချင်းပဲကိုလှည့်ကနောက်တစ်ချက်ထပ်ထိုးတယ်။တံမြောင်ကဒေါ်မာရဲ့ပခုံးရှက်ထိသွားတယ်။ဒေါ်မာရဲ့ခန္ဓာကိုယ်ကနာကျင်မှုကြောင့်အော်ဟစ်သွားတယ်။ဒါပေမဲ့သူမရဲ့ဒဏ်ရာကနေသွေးတွေထွက်မလာပဲလင်းလက်တဲ့အလင်းတန်းတွေသာထွက်ပေါ်လာတယ်။ငါ့ကိုဒီလောက်နဲ့တတ်နိုင်မယ်ထင်နေလား။ဒေါ်မာကဒေါသတကြီးအော်ဟစ်လိုက်ပြီးထမ်းမြက်ရဲ့ရင်ဘတ်ကိုသူမရဲ့လက်ဘဝနဲ့ပြင်းထန်စွာရိုက်ချလိုက်တယ်။ထမ်းမြက်လွင့်စင်သွားပြီးခတင်နဲ့စောင့်မိသွားတယ်။မင်းငါ့ကိုဘယ်တော့မှအနိုင်မရဘူး။ဒေါ်မာကထမ်းမြက်စီကိုပြေးဝင်လာပြီးသူမရဲ့လက်သေးတွေနဲ့ကုပ်ဖဲ့ဖို့ကြိုးစားတယ်။ထမ်းမြက်ကခတင်ပေါ်ကနေလှင့်ဆင်းလိုက်ပြီးဒေါ်မာရဲ့ခြေထောက်ကိုကန်လိုက်တယ်။ဒေါ်မာကျမ်းပြင်ပေါ်ကိုမှောက်ခုံလဲကျသွားတယ်။ထမ်းမြက်ကအခွင့်ကောင်းယူပြီးဒေါ်မာရဲ့အပေါ်ကနေခွာထိုင်ကတမြောင်နဲ့သူမရဲ့ရှင်ဘက်ကိုတက်တက်ထိုးချလိုက်တယ်။ရှော့လိုက်စမ်းရုတ်တရက်အတန်တန်ကြားလိုက်ရတာကြောင့်ထမ်းမြက်ရဲ့လက်တွေရက်တန့်သွားတယ်။မေရအခန်းဝမှာရှက်နေတယ်။သူမရဲ့မျက်နှာကနှစ်ဖူးကနေသွေးတွေစီးကျနေပြီးအသက်ရှူမဝါဖြစ်နေတယ်။မင်းဘာဖြစ်လို့လဲ။ငါအဆင်ပြေပါတယ်။မေရဖြည်းဖြည်းချင်းရှောက်လာတယ်။ဒါမဲ့မင်းတို့ကိုတတ်လို့မရှောက်ဘူး။ဘာလို့လဲ။ထက်မြက်ကဒေါသတကြီးပြန်မိတယ်။သူကကိုရဲ့ကိုတတ်လိုက်တာလေ။ငါတို့ကိုတတ်ရမယ်။မင်းတို့ကိုတတ်လိုက်ရင်ခလေးမလေးပါတည်သွားလိမ့်မယ်။ဒေါ်မာဒီကလေးမလေးရဲ့ခန္ဓာကိုယ်ထဲမှာပူးကပ်နေတာ။တမြောင်ကနှစိုးကိုတတ်နိုင်ပေမဲ့လူခန္ဓာကိုယ်လည်းတတ်ပြစ်လိမ့်မယ်။ထက်မြက်ကသူ့ရဲ့အောက်မှာလဲကျနေတဲ့ကလေးမလေးကိုကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေကပုံမှန်ကလေးတယောက်ရဲ့မျက်လုံးတွေပြန်ဖြစ်နေပြီဖြစ်ပြီးကြောက်ရွံ့မှုတွေနဲ့ပြည့်နေတယ်။ဒေါ်မာကသူမရဲ့စွမ်းအင်တွေကိုရှုပ်သိမ်းလိုက်ပုံရတယ်။ဦးသမီးကိုမတတ်ပါနဲ့ကလေးမလေးကငိုယိုကတောင်းပန်တယ်။ထက်မြက်ရဲ့လက်တွေတုံရင်လာတယ်။သူကအကိုဖြစ်သူကိုလက်စားချေခြင်းပင်မဲ့လေအပြစ်မဲ့တဲ့ကလေးတယောက်ကိုတော့မတတ်နိုင်ဘူး။သူကတမြောင်ဘေးကိုလွတ်ချလိုက်တယ်။မင်းပြေးတော့ထက်မြက်ကဒေါ်မာကိုပြောလိုက်တယ်။ဒီခန္ဓာကိုယ်ရဲ့ထွက်သွားပြီပြေးတော့ဒေါ်မာကခလေးမလေးရဲ့ပါဇက်ကတဆင့်မိကုံးမဲတွေအဖြစ်ထွက်ပေါ်လာပြီးပြတင်းပေါက်ကတဆင့်ညအမောင်တို့တဲကိုကွဲပြောက်သွားတယ်။ခလေးမလေးကတတိလစ်သွားပြီးကျမ်းပြင်ပေါ်မှာငြိမ်သက်သွားတယ်။ထက်မြက်ကလဲကျနေတဲ့ရဲရဲ့အလောင်းစီကိုရှောက်သွားတယ်။သူကရဲရဲ့ခေါင်းကိုပွေ့ဖက်လိုက်ပြီးတိတ်ဆိတ်စွာငိုကြွေးနေတယ်။မိကထက်မြက်ရဲ့ပြီးမှလာရက်ပြီးဘာစကားမှမပြောဘဲကြည့်နေတယ်။ရဲရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။သူ့ရဲ့ပတ်ဝန်းကျင်မှာအမောင်တို့သာရှိနေတယ်။လေထုထဲမှာဆာလဖာအနံ့တွေသွေးနံ့တွေနဲ့ပုတ်တူတူအနံ့သက်တွေရောထွေးနေတယ်။ဒါပင်နေရလေရဲရသူ့ကိုယ်သူပြန်ကြည့်လိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်က
ပကတိအတိုင်းရှိနေပေမဲ့လေသူရဲ့လက်ကောက်ဝတ်တွေနဲ့ခြေချင်းဝတ်တွေမှာတန်ချိုးတွေနဲ့ချီနှောင်ခံထားရတယ်။သူကကြီးမားတဲ့တန်တိုင်ကြီးတစ်ခုမှာတွဲတောင်းချိတ်ဆွဲခံထားရတာဖြစ်ပါတယ်။သူရဲ့အောက်မှာမီးတောက်တွေတဟုံဟုံတောက်လောင်နေတယ်။ရဲရင်ကမီးအပူရှင်ကြောင့်နာကျင်စွာအော်ဟစ်လိုက်တယ်။သူရဲ့အော်ဟစ်တန်ကငရဲပြည်ရဲ့အမောင်တို့ထဲမှာပဲ့တင်ထက်သွားတယ်။ဒါပေမဲ့ဘသူမှလာရောက်ကဲတင်မဲ့သူမရှိဘူး။ထက်မြက်ငေါ့ကဲပါဦး။ရဲရင်ကမျက်ရည်တွေစီးကျလာရင်အော်ဟစ်နေတယ်။ရုတ်တရက်အမောင်တို့တွေကနေအရှိကြီးတစ်ခုပေါ်လာတယ်။အရှိကြီးကရဲရင်စီကိုတပြေးပြေးချင်းကပ်လာတယ်။သူ့ရဲ့မျက်လုံးတွေကမီးတောက်တွေလိုရဲနေပြီးပါးစပ်ကနေကြောင်းမက်ဖွယ်ကောင်းတဲ့ရှိတန်းကြီးထွက်ပေါ်လာတယ်။ကျိုးစိုးပါတဲ့ရဲရင်အရှိကြီးကပြောလိုက်တယ်။မင်းရဲ့အိမ်အသစ်ကနေကျိုးစိုးပါတယ်။ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ခလေးမလေးကသတိပြန်ရလာတယ်။သူမရဲ့မျက်လုံးတွေမှာမျက်ဖြူတွေပြန်လဲရောက်ရှိနေပြီဖြစ်ပေမဲ့လည်းရင်ဘက်ကတန်ရာကြောင့်အသက်ရှူရာခက်ခဲနေတယ်။သူမကထက်မြက်ကိုမော့ကြည့်လိုက်တယ်။ဦးခလေးမလေးရဲ့မျက်ရည်တွေစီးကျလာတယ်။ထက်မြက်ကလဲကျနေတဲ့ရင်းရဲ့အလောင်းပေးမှာဒူးထောက်ထိုင်နေစေဖြစ်တယ်။သူ့ရဲ့မျက်နှာပေါ်မှာနာကျင်မှုနဲ့ဒေါသတွေကအပြိုင်အဆိုင်နေရာယူထားတယ်။မေယာထက်မြက်ရဲ့ပခုံးလာကိုင်းနေ။ထက်မြက်သူတည်သွားပြီ။မတည်သေးဘူး။ထက်မြက်ကအော်ဟစ်လိုက်တယ်။သူကရင်းရဲ့မျက်နှာအတင်းပွေးဖက်ထားတယ်။သူအသက်ရှူနေသေးတယ်။သူ့နှလုံးခုန်နေသေးတယ်။ထက်မြက်မေယာထက်မြက်ရဲ့မျက်နှာကိုသူမဘက်ကိုလှည့်လိုက်တယ်။သူတည်သွားပြီ။ငရဲခွေးတွေကသူ့ပညင်ကိုဆွဲခေါ်သွားပြီ။ထက်မြက်ကရင်းရဲ့ငြိမ်သက်နေတဲ့ခန္ဓာကိုယ်စိုက်ကြည့်နေမိတယ်။သူ့ရဲ့အကိုဟာသူ့ရဲ့မျက်စိရှိမှပဲအသက်ငင်သွားခဲ့ပြီ။သူဘာတစ်ခုမှမတတ်နိုင်ခဲ့ဘူး။သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကတော်မောင်အနာယူနိုင်ခဲ့ပေမဲ့လည်းရင်းရတော့မကယ်တင်နိုင်ခဲ့ဘူး။ကျွန်တော်ဘာဆက်လုပ်ရမလဲ။ထက်မြက်ကမေးကိုမေးတယ်။ငါတို့ဒီကနေထွက်ရမယ်။တော်မောင်ပြေးသွားပြီဆိုပေမဲ့သူ့တပည့်တွေကဒီအိမ်ထဲမှာအများကြီးကြံသေးတယ်။ငါတို့အမြန်သွားမှဖြစ်မယ်။ထက်မြက်ကရင်းရဲ့အလောင်းပွေ့ချလိုက်တယ်။ရင်းရဲ့ခန္ဓာကိုယ်ကအေးဆက်နေပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတန်အရာရှိအိမ်ရဲ့အနောက်ဘက်ကတဆင့်လှုပ်ဝက်စွာထွက်လာခဲ့ကြတယ်။ညအမောင်တို့ထဲမှာသူတို့ရဲ့ခြေတံတွေလွဲလို့ဘာအတမ်းမှမကြားရအောင်။ငရဲပြီရင်းရတန်တိုင်ကြီးမှာတွဲတောင်းချိတ်ဆွဲခံထားရစေဖြစ်တယ်။အပူရှင်ရပြင်းထန်လွန်းတာကြောင့်သူ့ရဲ့အသားရည်တွေတောင်အရင်ပြောကြမတတ်ဖြစ်နေတယ်။မင်းကတော်တော်ခံနိုင်ရှိတာပဲ။အရေးကြီးကရဲရင်စီကိုရှောက်လာရင်ပြောတယ်။အရေးကြီးရဲ့နောက်ွယ်ကအချောင်းအရေးတွေလည်းတရရွေထွက်ပေါ်လာကြတယ်။သူတို့ကငရဲပြည်ရဲ့ညင်ပန်နှိပ်စက်သူတွေဖြစ်ကြတယ်။မင်းငေါ့ဘာလို့ချင်တာလဲ။ရဲရအန်ကျိတ်ပြီးမေးလိုက်တယ်။ဘာမှမလုပ်ပါဘူး။အရေးကြီးရှိမောလိုက်တယ်။မင်းကိုအလုတ်တင်လေးတယောက်ဖြစ်တင်နဲ့ပေးမလို့ပါ။အလုတ်တင်ရင်းရနားမလည်နိုင်စွာမေးတယ်။ဟုတ်တယ်မင်းရအခုချိန်ကစပြီးငါတို့တွေကတယောက်ဖြစ်သွားပြီ။အရှိကြီးရှင်းပြတယ်။မင်းဒီမှာနှစ်ပေါင်းများစွာညင်ပန်နှိပ်စက်ခံရလိမ့်မယ်။ပြီးရင်တော့မင်းကိုယ်တိုင်တခြားသူတွေကိုညင်ပန်နှိပ်စက်ရလိမ့်မယ်။ငါဘယ်တော့မှမလုပ်ဘူး။မင်းလှုပ်လာလိမ့်မယ်။အရေးကြီးရင်းရဲ့မျက်နှာနာကိုကတ်လာတယ်။ငရဲပြည်မှာအချင်းဆိုတာမရှိဘူး။တနေ့နေ့တော့မင်းရဲ့လူသားဆန်မှုတွေအားလုံးပျောက်ကွယ်သွားပြီ။မင်းလည်းငါတို့လိုလက်ဆိုးတကောင်ဖြစ်လာလိမ့်မယ်။အရှိကြီးလက်ကိုမြောက်လိုက်တယ်။သူ့ရဲ့လက်ထဲမှာတန်ချုံကြီးတစ်ခုပေါ်လာတယ်။စားလိုက်ကြရအောင်။အရှိကြီးတန်ချုံကြီးနဲ့ရင်းရဲ့ရင်ဘက်ကိုထိုးဆိုင်လိုက်တယ်။ရင်းရဲ့နာကျင်စွာအော်ဟစ်တန်ကငရဲပြည်တစ်ခွင်လုံးကိုပဲ့တင်ထက်သွားကြတယ်။ထက်မြက်ကစပွဲပေါ်မှာလဲလျောင်းနေတဲ့ရင်းရဲ့အလောင်းစိုက်ကြည့်နေတယ်။သူ့ရဲ့မျက်လုံးတွေမှာအေးရေးပြတ်ထားတဲ့အရှိရောင်တွေထင်ဟပ်နေတယ်။လွန်ခဲ့တဲ့ရက်သက်ပတ်အနည်းငယ်အတွင်းသူအိတ်မပြောခဲ့ဘူး။သူ့ရဲ့စိတ်ထဲမှာရင်းကိုပြန်လဲအသက်သွင်းဖို့နီလန်းတွေကိုသာစဉ်းစားနေခဲ့တယ်။မင်းဘာတွေလုပ်နေရလဲထက်မြက်။မေကအခန်းထဲကိုဝင်လာရင်မေးလိုက်တယ်။ကျွန်တော်နီလန်းရှာတွေ့ပြီထင်တယ်။ထက်မြက်က
မှတ်တမ်းစာအုပ်တို့ကိုဖွင့်ပြတယ်။ဒီစာအုပ်ထဲမှာဝိညာဉ်ပြန်ခေါ်တဲ့နီလန်းတစ်ခုပါတယ်။အဲ့ဒါအန်တီရဲ့များတယ်ထက်မြက်မေရတတိပေးတယ်။မင်းရဲ့စွမ်းရည်တွေကတဖြည်းဖြည်းကြီးမားလာပြီးအဲ့ဒီစွမ်းရည်တွေကိုအလွဲသုံးစားလုပ်ရင်မင်းကိုယ်တိုင်နဲ့ဆိုးဖြစ်သွားလိမ့်မယ်။ကျွန်တော်ဂရုမစိုက်ဘူး။ကိုရဲကိုပြန်ခေါ်နိုင်ဖို့ဆိုရင်ကျွန်တော်ဘာမဆိုလုပ်မယ်။ထက်မြက်ကရဲရဲ့အလောင်းပေါ်မှာမော်အစီရင်တွေကိုစတင်ရေးဆွဲလိုက်တယ်။သူ့ရဲ့မျက်လုံးတွေမှာရဲကိုကဲတင်လိုတဲ့ဆန္ဒတွေကပြင်းပြနေတယ်။မေရထက်မြက်ကိုကြည့်ရင်တက်ပြင်းချလိုက်တယ်။ထက်မြက်ကအမောင်ဘက်ကိုတပြေးပြေးကူးပြောင်းနေပြီဆိုတာသူမသိတယ်။ဒါပေမဲ့သူမဘာမှမတတ်နိုင်ဘူး။ထက်မြက်ကမန်းတန်းတွေကိုစတင်ရွတ်ဆိုလိုက်တယ်။အခန်းထဲမှာလေပြင်းတွေတိုက်ခတ်လာပြီးမီးရောင်တွေမိတ်တုံဖြစ်လာတယ်။သူ့ရဲ့စွမ်းရည်တွေကိုအသုံးပြုလို့သူ့ရဲ့အကိုကိုငရဲပြည်ကနေပြန်လဲခေါ်ယူနိုင်မလား။ဒါမှမဟုတ်သူကိုယ်တိုင်ပဲအမောင်သူတွေကိုလုံးလုံးလျားလျားချဆင်းသွားမလား။ထက်မြက်ရဲ့နှကန်းတွေကနေထွက်ပေါ်လာတဲ့လာတဲ့မတန်ရွတ်ဆိုတန်တွေကအခန်းတစ်ခုလုံးမှာပဲ့တင်ထက်နေတယ်။သူ့ရဲ့အတန်ကတပြေးပြေးကျဲလောင်လာပြီးစီးချက်မြည်လာတယ်။ကျမ်းပြင်ပေါ်မှာရေးဆွဲထားတဲ့သွေးစေးသင်္ကေတတွေကအနီရောင်အလင်းတန်းတွေမိန်တစ်ဖြက်ဖြက်ထွက်ပေါ်လာတယ်။ထက်မြက်တော်တော့မေရနောက်ကနေလှမ်းអော်တယ်။သူမရဲ့အတန်တွေစိုးရိမ်ထိတ်လန့်မှုတွေအထင်သာပေါ်လွင်နေတယ်။မင်းဆွဲယူနေတဲ့ဆွဲရင်တွေကအရှမ်းများလို့နေပြီ။မင်းခန္ဓာကိုယ်ကခံနိုင်ရှိမှာမဟုတ်ဘူး။ထက်မြက်ကမေရဲ့စကားကိုလုံးဝအဖက်မလုပ်ဘူး။သူ့ရဲ့မျက်လုံးတွေကစပွဲပေါ်မှာငြိမ်သက်စွာလဲလျောင်းနေတဲ့ရဲရဲ့အလောင်းစီကိုသာစူးစိုက်ကြည့်နေတယ်။ထက်မြက်ရဲ့ရွတ်ဆိုတဲ့အဆုံးမှာအခန်းတစ်ခုလုံးရှိပစ္စည်းတွေကလေထဲကိုမြောက်တက်သွားတယ်။ဖန်ပလင်းတွေကွဲအပ်သွားပြီးမှန်ကွဲစားတွေကလေစင်နှမောင်းတစ်ခုလုံးထက်မြက်ရဲ့ပတ်လည်မှာဝဲလည်နေတယ်။မေကလေတိုက်ခတ်မှုတန်ကြောင့်နောက်ကိုခြေလမ်းအနှင်းငယ်ဆုပ်သွားရပြီးလက်နက်ဖက်နဲ့မျက်နှာကိုကွဲကားထားရတယ်။ကိုရဲပြန်လာခဲ့ထက်မြက်ကအန်ကိုကြိတ်ပြီးပြောလိုက်တယ်။သူ့ရဲ့မျက်လုံးအိမ်တွင်းရှိမျက်ဖြူတွေကရုတ်တရက်အမဲရောင်အဖြစ်ကိုစက္ကန့်အနေနဲ့ပြောင်းသွားပြီးမှပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။ဒါကိုမေတယောက်တည်းသာတတိထားမိလိုက်တယ်။ထက်မြက်ရဲ့သွေးထဲမှာစီးဆင်းနေတဲ့နတ်ဆိုးစွမ်းရည်တွေကအထွတ်ထိပ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ရုတ်တရက်ရဲရဲ့ခန္ဓာကိုယ်ကကတင်ပေါ်ကနေလေရဲကိုတပေခန့်မြောက်တက်လာတယ်။ရဲရဲ့ရှင်ဘက်မှာအသက်ရှူတန်လိုလှုပ်ရှားမှုတစ်ချက်ဖြစ်ပေါ်လာတယ်။ထက်မြက်ရဲ့မျက်နှာမှာမျောလင့်ချက်ရောင်ကြီးတွေတန်းသွားတယ်။ဒါပေမဲ့အရာအလုံးကစက္ကန့်ပိုင်းများသာကြာလိုက်တယ်။အတန်ကျိန်တစ်ခုနဲ့အတူကျမ်းပြင်ပေါ်ရှိသွေးသင်္ကေတတွေကမိโกတွေထက်ကလောင်ကျွမ်းသွားတယ်။လေထဲကိုမြောက်တက်နေတဲ့ရဲရဲ့ခန္ဓာကိုယ်ကလည်းကတင်ပေါ်ဘုံကနေပြန်လေကျဆင်းသွားတယ်။အခန်းတစ်ခုလုံးရုပ်ကြီးတိတ်ဆိတ်သွားတယ်။လေပြင်းတွေလည်းရပ်တန့်သွားပြီးလွှင့်စင်နေတဲ့ပစ္စည်းတွေကျမ်းပြင်ပေါ်ပြုတ်ကျကုန်တယ်။မဖြစ်ရဘူး။ထက်မြက်ကရဲရဲ့အလောင်းစီကိုအပြေးလွှားသွားလိုက်တယ်။သူကရဲရဲ့မျက်နှာကိုကင်လှုပ်လိုက်တယ်။အေးဆက်နေစဉ်နှလုံးကုန်တန်လည်းမရှိတော့ရဲကတေဆုံးသွားခဲ့ပြီဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ကလည်းငရဲပြည်မှာအပီးပိုင်ပိတ်မိသွားခဲ့ပြီဖြစ်ပါတယ်။ကိုရဲ့မျက်လုံးဖွင့်ပါအောင်ဗျာကျွန်တော်တယောက်တည်းထားခဲ့ဖို့မကြိုးစားနဲ့ထက်မြက်ကရဲရဲ့ရင်ခွင်မှာမျက်နှာအက်ကရှက်ကြီးတငင်ငိုကြွေးတော့တယ်။သူ့ရဲ့မျက်ရည်တွေကရဲရဲ့သွေးဆိုးနေတဲ့အင်ကြီးပေါ်စီးကျနေတယ်။မေယာထက်မြက်ရဲ့အနာကိုဖြည်းဖြည်းချင်းရှောက်လာပြီးသူ့ရဲ့ပခုံးအသာရကန်လိုက်တယ်။သူပြန်မလာတော့ထက်မြက်ငရဲတကအပီးပိုင်ပိတ်သွားပြီးထက်မြက်ကခေါင်းမော့လာတယ်။သူ့ရဲ့ငိုကြွေးနေတဲ့မျက်နှာကတဖြည်းဖြည်းတင်းမာလာပြီးမျက်ရည်တွေနေရာမှာကြောက်မက်ဖွယ်ကောင်းတဲ့အမုန်းတရားတွေကအစားထိုးဝင်ရောက်လာတယ်။သူ့ရဲ့အကိုကဲတင်နိုင်စွမ်းမရှိခဲ့တဲ့သူ့ကိုယ်သူဒေါသထွက်တယ်လို့ဒီအခြေအနေကိုဖန်တီးခဲ့တဲ့နတ်ဆိုးတွေကိုလည်းတကောင်မကြံတက်ပြစ်လို့စိတ်တွေထောင်ကနေထလာတယ်။ခင်ဗျားပြောဘူးတယ်နော်မေ။ထက်မြက်ကနှကန်းကိုတင်းတင်းစိတ်ကပြောတယ်။ကျွန်တော်သွေးထဲမှာနတ်ဆိုးတွေကိုအနိုင်ယူနိုင်တဲ့စွမ်းအားတွေရှိတယ်ဆိုတာမေကခေါင်းငိမ့်ပြလိုက်တယ်။ဟုတ်တယ်မေကတခြားသူတွေနဲ့မတူဘူးထက်မြက်ဒါပေမဲ့အဲ့ဒီစွမ်းအားတွေကိုသုံးဖို့ဆိုရင်မင်းအများကြီးပေးဆက်ရလိမ့်မယ်။ဘာပဲပေးဆက်ရကျွန်တော်ဂရုမစိုက်ဘူး။ထက်မြက်က
မတ်တက်ရှက်လိုက်တယ်။သူ့ရဲ့အဆက်အမောင်းနဲ့တီကြီးရဲ့မျက်နှာထားကြောင့်အရှင်ကနူးညံ့တဲ့ထက်မြက်မဟုတ်တော့ပဲရက်ဆက်တဲ့စစ်တီတော်တယောက်လိုဖြစ်နေတယ်။တောမောင်ရှာမယ်။ပြီးရင်သူ့အပိုင်းပိုင်းဆုပ်ပြဲပြင်မယ်။ကျွန်တော်အကူငရဲပြည်ကနေပြန်မလွတ်မလာချင်းနှစိုးမှန်တဲ့မြောက်တကောက်မကြလိုက်တတ်မယ်။ခမည်းကျွန်တော်ကူညီရမယ်မေ။မေရဲ့နှကန်းတောက်မှာအပြုံးတစ်ခုတက်တက်လေးပေါ်လာတယ်။သူမလိုချင်တဲ့အခြေအနေကိုထက်မြက်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ကျမအစွမ်းကုန်ကူညီမှာပါထက်မြက်။ထက်မြက်ကရဲရဲ့အလောင်းကိုစောင့်ပြူတထဲနဲ့တည်သက်စွာဖောင်းအုပ်ပေးလိုက်တယ်။အမောင်တူကသူ့ရဲ့စိတ်နှလုံးထဲကိုအပီးပိုင်ဝင်ရောက်နေရယူသွားခဲ့ပြီဖြစ်ပါတယ်။ငရဲပြီအဆုံးစားမရှိတဲ့အမောင်တူနဲ့မိတောက်တွေကြားမှာအော်ဟစ်ညီးတွားတန်တွေကအဆက်မပြတ်ထွက်ပေါ်နေတယ်။လေထုထဲမှာပူလောင်မှုနဲ့အတူအပုံးတန်တွေကနှာခေါင်းဝမှာတင်းတန်စွာရှိုက်ခတ်နေတယ်။ရဲရင်ကတန်မဏိကျိတ်ကြီးတွေနဲ့လေထဲမှာတွဲလောင်းချိတ်ဆွဲခံထားရစေဖြစ်တယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာသွေးတန်ရဲရဲတန်ရာတွေနဲ့ပြည့်နှက်နေပြီးအသားအစာတွေကလည်းအပိုင်းပိုင်းပြတ်တောက်နေတယ်။ရဲရဲ့ပါးစပ်ကနေနာကျင်မှုကြောင့်အတန်ထွက်သွားတယ်။ဒါပေမဲ့သူ့ရဲ့လက်ချောင်းတွေကွဲအပ်နေပြီဖြစ်လို့အတန်ကကြီးကြီးမားမားမထွက်နိုင်တော့ဘူး။သူ့ရဲ့ရှေ့မှာရက်နေတဲ့အရှိတ်ကြီးကတန်ချွန်ကြီးကိုရဲရဲ့ပေါင်ထဲကိုထပ်မံထိုးဆိုင်လိုက်ပြန်တယ်။နားတယ်မဟုတ်လားရဲရင်ဒါမဲ့စိတ်မပူပါနဲ့မင်းအသားတွေကချက်ချင်းပြန်ဆက်သွားမှာပါပြီးရင်ငါတို့ကအစအနေပြန်စကြတာပေါ့အရှိတ်ကြီးကကြောက်မက်ဖွယ်ကောင်းတဲ့အတန်ကြီးနဲ့ရှင်မောလိုက်တယ်မင်းကြီးလေးထက်မြက်ကတော့မြေကြီးပေါ်မှာတော်တော်လေးအလုရှုပ်နေပုံရတယ်ဒါပေမဲ့သူဘလောက်ပဲစူးစမ်းမင်းတို့ဒီနေရာကနေဆွဲထုတ်နိုင်မှာမဟုတ်ဘူးရှင်းရနာကျင်မှုကိုကြိတ်မိတ်ခံစားရင်ခေါင်းငုတ်ထားလိုက်တယ်သူ့ရဲ့စိတ်ထဲမှာထက်မြက်တယောက်အန်ဒီရဲ့ကင်းပါစေလို့သာဆူတောင်းနေမိတယ်ကင်မရာမြင်ကွင်းကရင်းရင်ချိတ်ဆွဲခံထားရတဲ့တန်တိုင်ကြီးရောက်နေလို့တပြေးပြေးနောက်ကိုဆုတ်ခွာသွားတယ်။မြင်ကွင်းကျဲလာတာနဲ့အမျှငရဲပြည်ရဲ့အတိုင်းစားမရှိတဲ့ကြီးမားကျယ်ပြန့်မှုကိုမြင်တွေ့လာရတယ်။မရေမတွက်နိုင်တဲ့တန်တိုင်တွေတန်ချိတ်တွေကလူဝိညာဉ်တန်ပေါင်းများစွာကချိတ်ဆွဲခံထားရပြီးမိသားတွေကြားမှာအော်ဟစ်နေကြတယ်။ကောင်းကင်ကြီးတစ်ခုလုံးကသွေးရောင်လျက်စီးတန်းတွေနဲ့ဖုံးလွှမ်းနေပြီးအောက်ဘက်မှာတော့ချော်ရည်ဘူးမြစ်ကြီးတွေကတဝုံဝုံစီးဆင်းနေတယ်။ရဲရင်တယောက်တည်းမဟုတ်ဘူး။လောကအလွန်အားမကောင်းဆိုးဝါးတွေနဲ့စာချုပ်ချုပ်ဆိုခဲ့ကြတဲ့ဝိညာဉ်ပေါင်းများစွာကဒီနေရာမှာထာဝရညင်ပန်းနှိမ့်ဆက်မှုကိုခံစားနေကြရတာဖြစ်ပါတယ်။အဆုံးမရှိတဲ့ဒီအော်ဟစ်တန်တွေမိတောက်တွေကြားမှာရဲရင်ရဲ့မြင်ကွင်းကတပြေးပြေးတိမ်ငယ်သွားပြီးရဲ့နောက်မှောင်မိုက်သွားတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမင်းရေးချေရဲ့လောကအလွန်ဇာတ်လမ်းတွေထဲမှာငရဲခွေးများဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ရက်တွေမှာတင်ဆက်ပေးသွားအောင်မယ့်ဇာတ်လမ်းကောင်းလေးတွေကိုလည်းဆက်လက်ဆောင်မြော်အားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။